မင်္ဂလာပါပရိသတ်များရှင်ကျမရဲ့မြန်မာပရာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့တင်ဆက်သူရင်းမှာဒီနေ့မှာတော့အော်လန်ဘိုထင်နဲ့တရေကိုပြုံးဆိုတဲ့ပရာလောကဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အော်လန်ဘိုထင်နဲ့တရေကိုပြုံးရွာ၏တောင်ဘက်ပင်ဟုအများခေါ်ကြသောရင်းနှင့်သည့်ချောင်းထဲတွင်လူများစုယုံနေကြတယ်ရင်ငုတ်သူငုတ်ပွဲပေးသူပေးနှင့်အလုံးရှုံနေစဉ်ချောင်းကမားပေါ်တွင်တော့အရွယ်ဆုံးလာသောလူကြီးသည်တစုံတစ်ခုကိုမျှော်လင့်ဆောင်စားနေကြတယ်။ရွာလူကြီးသည်လည်းချောင်းတစ်လျှောက်ရင်ငုတ်နေကြသောလူရွယ်များအားမေးမြန်းနေလေတယ်။ဟဲ့ကောင်တွေတွေ့လား။မတွေ့ဘူးရွာလူကြီးကျုပ်တို့ထင်ချောင်းရိုးတိုင်းများမျိုးဖာသွားလားမသိဘူး။အေးကွလိုက်ရှာကြဟဲ့။ရွာသားများရင်တမမနဲ့တစုံတစ်ခုကိုရှာဖွေနေစဉ်ချောင်းကမားရင်တော့ပြုံးရည်နေသောမြို့သမီးကြီးတယောက်မှဟဲ့နင်တို့ဘာရီရှာနေရလဲငါသားကိုပြုံးကိုရှာနေရဆိုရင်တော့ရှာမနေနဲ့ကိုပြုံးကဟိုငပြောပင်တွေကြားထဲငါတို့ကိုပြုံးမိကြည့်နေတယ်ဟဲ့မတင်မဟုတ်တာတွေရှာမပြောနဲ့တကယ်ပါဆိုဟာဟိုမှာငါသားကငါ့ကိုခေါ်နေပြီးဘာကြွေးမလို့လဲမသိဘူးကိုပြုံးဤစင်မနန်တော်မိခင်မတင်မငပြောပင်နာသို့သွားပြီးတယောက်တည်းစကားတွေပြောနေတယ်ကိုပြုံးနေဘယ်ရီရှောက်သွားနေရလဲဟိုမှာရွာလူကြီးအစုပ်လို့နဲ့ရွာကလူတွေနင်းကိုရေထဲနစ်နေရဲဆိုပြီးလိုက်ရှာနေတယ်။ကိုပြုံးရင်ငါဘိုက်မစားပါဘူးဟာ။နေအိမ်မှာချက်ထားတဲ့ငှက်သားဟင်းရှိသေးတာကိုပြီးမှငါစားလိုက်မယ်။ဘာ။နင်ကအိမ်မပြန်လာပဲဘယ်သွားမလို့လဲ။ငါ့ကိုအိမ်မှာတယောက်တည်းမထားခဲ့နဲ့လေ။ငါမှနေတယောက်ပဲရှိတာကိုမတဲ့အနာသူအခြားရွာမှမိမကြီးများရောက်လာပြီးမတဲ့လာအိမ်ပြန်မယ်။နှစ်သားကိုတွေ့မှငါခေါ်လာခဲ့မယ်ကြားလားဒီတို့ကဘေးကိုသွားခုံမှလဲငါသားကငါနာမကိုလာပါနေအိမ်ပြန်တော့တမင်မစားရသေးဘူးမဟုတ်လားညီတို့ကလည်းအေးလာကိုပြုံလိုက်ခဲ့အိမ်ကိုဘဲမှရှောက်မသွားနဲ့ကြားလားမတင်အားရွာမမိမကြီးများသည်အတင်းဆွဲခေါ်ပြီးရွာထဲသို့ခေါ်သွားလျောက်မတင်အနောက်ကိုလှည့်ကြည့်ရင်ပြုံးရည်ကကိုပြုံးလိုက်ခဲ့တော့ဟုတွင်ပြောရင်ပါသွားပါလီတော့တယ်မမိုးတင်တို့ချောင်းလေးနာသို့ရောက်လာကြတယ်။သူတို့အနာရောက်ချိန်တွင်တော့ချောင်းတလျှောက်ကိုပြုတ်၏။အလောင်းအားရှာနေကြသူများခဏနာနေကြ၏။သူတို့သည်တေဆုံးဖို့တေးချနေပြီဖြစ်သောကိုပြောအကြောင်းကိုပြောနေကြတယ်။ကိုပြုံးမှဖြစ်ရတယ်လို့ကွာ။ဒီကောင်လေးကသူ့အမေပေါ်အတော်တိတက်တဲ့ကောင်ကွာ။အေးကွာဟိုနေ့ကမှငါကွက်ထဲပဲနှုတ်လိုက်သေးတယ်။ငါတော့သူ့အိမ်အတွက်ပဲနှစ်ပြည်ပေးလိုက်သေးတယ်။အေးကွာဒီကလေးကဒီကိုဘသူတွေနဲ့လာတာတုံးကွအောင်တန်းနဲ့မောင်မြင်နေတယ်ကွဒီကောင်တွေပြောပုံရကိုပြုံးကကစုံရွက်ခွင်းရင်ချောင်းထဲကိုထင်းတုံးပါလာတာဝင်းစဲတယ်လို့ပြောတာပဲကွာအဲ့ဒါပင်းထဲရောက်တော့နှစ်တာပဲဝဲမိတယ်ထင်ပါတယ်ကွာငါတို့တောင်ပင်းထဲကဝဲကိုမနေယုံနေရတာဒီကလေးဘလို့ယုံနိုင်မလဲရွာသားများစိတ်မကောင်းဖြစ်စွာနဲ့ကိုပြုံးအကြောင်းကိုပြောနေကြတယ်မောင်ဘိုးတင်သည်ဖိုးထွေတို့နဲ့ခွဲထွက်လိုက်ပြီးချောင်းလေးတစ်လျှောက်တယောက်တည်းလမ်းလျှောက်နေတယ်။ထွေချင်းသူအင်းနောက်ကျောကိုတယောက်လမ်းနဲ့လာပုတ်ပြီးဘိုးတင်ဟဲ့ဘိုးတင်ခေါ်တဲ့မကြားရ၍မောင်ဘိုးတင်နောက်သို့လဲကြည့်လိုက်ရမြည်သူတူတယောက်ကိုမှမတွေ့ပါ။သူအားခေါ်နေသည့်အတန်ကိုသူအတော်ရင်းရင်းနှီးနှီးတည်နေသလိုခံစားနေရတယ်။မောင်ဘိုးတင်အနောက်သို့လဲလိုက်ပြီးအတန်ကြာစူးစမ်းကြည့်လိုက်ပြီးရှေ့သို့လဲကြည့်လိုက်ရဟဲ့တပ်လို့တော့သူမြင်ရသည်မှာရေများဆူရွှဲနေပြီးဖြူစွနေသောမျက်နှာမှာမျက်ကွင်းတို့ကမဲနှမ်းနေတယ်။မဘိုးထိန်မျက်နှာနဲ့အတော်နီနီကကက်မှမြင်လာရသောကြောင့်အောက်လန်းဖြစ်လင်းကစားလန်သွားကသူ၏ရှေ့တွင်ရှိနေသောကိုပြုံးအောင်မင်းကလည်းနောက်ကပခုံးပုတ်တန်လဲပေးပြီးရှေ့ကဘာလို့ပေါ်လာရတာလဲ။နောက်ကခေါ်ရင်နောက်ကပေါ်ကွာ။အခြားသူတွေလိုလုံးကြည့်ရပါကွာ။မင်းကိုမင်းသိပြီးဆိုတာသိလား။ငါ့ကိုအဖိုးတယောက်ကပြောတယ်ငါတီးသွားပြီတဲ့အဲ့ဒါတော့တီးတယ်မင်းအလောင်းကိုရှာမရဘူးမင်းအလောင်းရှိတဲ့နေရာသိရလားသိတော့မသိချဘူးရေထဲစင်ကုန်လိုက်ရင်တော့ငါအလောင်းနေရာကိုငါပြန်ရောက်တယ်ကွအေးကွာမင်းတီးသွားတာစိတ်မကောင်းဘူးမင်းကငါ့ကိုမြင်နိုင်လို့ဝမ်းသာတယ်ဘိုးထင်အခုပဲလူတွေဘာတွေကိုပုတ်လို့ရနေပြီလားအကုန်လုံးတော့မဟုတ်တော့ဘူးဒါပေမဲ့ငါအချို့လူတွေကိုကိုင်းလို့ရတယ်အေးအဲ့ဒါဆိုမင်းအလောင်းကိုရှာနေရကုညီအောင်ငါကိုဖိုးထွေးကိုချောင်းထဲဆင်းခိုင်းလိုက်မယ်မင်းကသူ့ကိုဆွဲပြီးမင်းအလောင်းရှိတဲ့နေရာကိုခေါ်သွားကြလား
အေးငါလုံးလိုက်မယ်ဤတို့ဖြင့်တရေလေးကိုပြုံးသည်မောင်ဘိုးထစ်ဤရှိမှဖြည်းဖြည်းချင်းပြောက်ွယ်လို့သွားပါလိတော့တယ်ချောင်းလေးပေတွင်ကိုပြုံးအလောင်းရှာနေသောရွာသားများနှင့်အတူထိုင်နေသည့်ဖိုးထွေအနာသို့မောင်ဘိုးထင်သွားလိုက်ကကိုဖိုးထွေခမချောင်းထဲဆင်းရှာပါလားဦးမြကြီးတို့တော့မတွေ့တာငါကဘလို့လို့ရှာတတ်မလဲမတူဘူးလေဗျာခမကလည်းအားလိုက်တာဟောဟိုကဂိုင်းတော်ရီနာကငပြောပင်ရိမ်မှာသူတွေလည်းကြည့်လိုက်အောင်ဖိုးထွေသည်သူတို့နဲ့မလန်မကမ်းမှလူအုပ်ကြီးကိုကြည့်လိုက်တယ်ရွာထဲကလူတွေလေတေးချကြည့်အောင်အမမီကျော်ပါတယ်လေဗျာမမိုးထင်ပြောမှဖိုးထွေတေးချကြည့်လိုက်မိတယ်ဟုတ်ပြီတယ်ရိုးလေးနဲ့လာပါနေသောမီကျော်မှချောင်းရည်ပြင်ကိုကြည့်နေတယ်မိကျော်ကိုကြည့်နေသောဖိုးထွေဤမြင်ကွင်းထဲတွင်တော့မိကျော်ပေတွင်ရှိနေသောရွာထဲမှလူများသည်ဝေဝါနေပြီးမိကျော်တယောက်သာကြည်လည်နေလေရာသူကိုယ်သူပဲအံ့ဩနေမိတယ်မိုက်တယ်ကွာကိုဖိုးထွေစိတ်ထဲမှာအောင်ဗျာအဲ့ဒါခမားချောင်းထဲဆင်းပြီးလူမှုရေးဘလောက်ကောင်းချောင်းပြရမယ်အချိန်ကောင်းပဲဗျအခြားသူတွေမှမစင်းသေးတာငါကတယောက်တည်းကိုဖိုးထွေကလည်းဗျာတယောက်တည်းဆင်းတော့ပိုသတိထားမိရပေါ့မဟုတ်ဘူးလားအေးအဲ့ဒါလည်းအဟုတ်ကြတယ်ကွာရော့ဖိုးထွေသည်သူ၏အင်ကြီးကိုချွတ်လိုက်ပြီးမောင်မိုးထင်ကိုပေးကဝတ်ထားသောပစုကိုကတောင်းချိုက်လို့ချောင်းလေးထဲဆင်းသွားပါလိတော့တယ်ဖိုးထွေတယောက်တည်းချောင်းထဲဆင်းကဟိုငုတ်ဒီငုတ်လုပ်ပြီးမိကျော်ဘက်ကိုမကြလှည့်ကြည့်နေလေတယ်မိကျော်ပါဝင်ကျန်းသူများသည်ဒီကောင်ပါကြောင့်လေဟုအတိတ်ပဲရသောအကြည့်များနှင့်ကြည်နေကြလေတယ်ဖိုးထွေရဲ့ဘရွာလူကြီးသည်သူ၏သားကိုကြည့်ကဟဲ့ကောင်ကြောင်တတောင်နဲ့ချောင်းတဲပါဆင်းလုံနေရလဲလူမှုရေးစိတ်ပြည့်နဲ့ကုညီနေရလေပါယာမင်းမေလင်လူမှုရေးစိတ်လားဟာအဘကကျုပ်ဆိုအကောင်းကိုမမြင်ဘူးဖိုးထွေသူရဲ့ဘာနဲ့စကားလမ်းပြောနေစဉ်သူ၏မျက်နှာသည်ရုပ်ချီလမ်းဖြန့်သည့်အမူအရာပြောင်းလဲသွားကဟာဘာကြီးလဲငါချရကိုဆွဲကဖိုးထွေစကားဆုံးသည်နှင့်ချောင်းလေးအတိုင်းရက်ကန်ကန်နဲ့ပါသွားလျာမောင်မိုးထင်သည်ရွာလူကြီးအားဘာကြီးရွာလူကြီးကိုဖိုးထွေနောက်လိုက်ခိုင်းပြမင်းကောင်ကကာတာနဲ့ဘာတွေလုပ်နေရလဲဟာလိုက်ခိုင်းပါဘာကြီးဟာမောင်ဘိုးထင်သည်ရွာလူကြီးအားပြောပြီးချောင်းပေါ်မှနေ၍ပြေးလိုက်တယ်မောင်ဘိုးထင်ဤတူရွာမလူများသည်လည်းဖိုးထွေးပါသွားရာနောက်သို့လိုက်ကြလေတော့တယ်ချောင်းလေးဤဘေးကိုင်းဖုံများအနီးတွင်ဖိုးထွေးရက်သွားတယ်ထို့နောက်ရီအောက်ကိုမြုပ်သွားပြန်ရာဂုံးပေါ်မှလူများအတော့ကိုထိတ်လန့်သွားကြတယ်ခဏကြာတော့အခါဖိုးထွေးပြန်ပေါ်လာပြီးအဘကိုပြုံးကိုတွေ့ပြီဗျဖိုးထွေးစကားကြောင့်ရွာထဲမှလူများချောင်းထဲဆင်ကဖိုးထွေးပြသောနေရာကိုရင်ငုပ်ပြီးတဲ့နောက်သူတို့နဲ့အတူကိုပြုံးရီရုပ်အလောင်းပါလာပါလိတော့တယ်ကိုပြုံးရီလက်ထဲတွင်တော့ရေအောင်မှမသိခင်တင်ကုတ်တစ်ခုကိုဆွဲပြင်းစွာဆုပ်ကိုင်းထားပါလိတော့တယ်ကိုပြုံးရီအလောင်းအားရွာရီနောက်ဘက်တွင်ရှိသောတင်ချိုင်းတွင်ပြင်းပြုတ်တကြိုလိုက်ကြပြီးဖြစ်၏ရွာသူရွာသားများ၏အကူအညီနှင့်ကိုပြုံးဤနာရီသည်အတော့ကိုစီစီကကရှိခဲ့ပါသည်ကိုပြုံးဤမိခင်မတင်သည်ကသူဤသားရုပ်အလောင်းကိုကြည့်ပြီးပြုံးရည်နေသေးတယ်ဤသို့နှင့်မတင်အောင်သူမဤအိမ်သို့အရင်ပို့ပေးလိုက်ရတယ်အခက်အခဲအနေငယ်ရှိခဲ့ပါတော့လဲနာရီသည်ကအထမြောက်သွားပြီးဖြစ်တယ်နာရီပို့ဆောင်ပေးကြသောရွာသူရွာသားများအကုန်ပြန်သွားကြပေမဲ့ဒါဤပေတူးနှင့်မမိုးထင်တို့၃ယောက်မပြန်သေးပါသူတို့နဲ့အမြဲမပေါင်းဖြစ်ပေမဲ့လောက်စလုံးလေးတန်ကြိုထိုးကစားပေါ်ကစားဖက်ဖြစ်သည့်အတွက်များစွာကြေကွဲနေကြတယ်ယခုလိုငငယ်ရွယ်နှင့်စုံပါခြင်းမှာသူတို့ပေပင်ရွာတွင်အတော်ရှားသည်မဟုတ်ပါလားမမိုးထင်သည်ကိုပြုံးဤမြေပုံမှမြေကြီးခဲကိုယူကအပေါ်ကိုမြောက်လိုက်သည်ပြန်ချလာသောမြေကြီးခဲသည်လေးပေါ်မှတင်ရက်တက်နေလျာတာအင်းနှင့်ပေတူအံ့ဩနေကြတယ်မမိုးထင်သည်အံ့ဩတကြီးဖြစ်နေသောပေတူနှင့်တာအီကိုကြည့်ကအံ့ဩမနေတဲ့ကိုပြုံးမြေခဲကိုဖမ်းထားတာဒီကောင်တရေဖြစ်နေတာကသူ့ကိုမြင်တော့ငါနာလာနေတာဒီကောင်မတရားဘူးငါတို့ကတော့မပြဘူးအေးကွာမင်းတို့ကမြင်ချင်လို့လားမြင်ချင်တာပေါ့အဲ့ဒါဆိုငါချီမုံစာကိုယူလိုက်ဟာဘာဆိုင်လို့လဲမြင်ချင်ယူလိုက်စမ်းပါကွာမမိုးထင်ပြောစကားကြောင့်ပေတူနဲ့တာအေးမမိုးထင်ချိန်မြောက်ပေးထားသောချီဖွားမှခြေစာမုံကိုလက်နဲ့ပုတ်လိုက်ပြီးရပြီဒါကူကဘာလို့ရမှာလဲခဏမင်းတို့လက်ပေးမမိုးထင်သည်ပေတူနဲ့တာအေးလက်ကိုကိုင်လိုက်ကမန်တန်တပုတ်ကိုထိုးရွတ်လိုက်ပြီးကဲမျက်လုံးကိုကွင်းကြည့်တော့
ပေတူနဲ့တာဤသည်သူတို့၏မျက်ကွင်းကိုခြေစာမှုများဖြင့်ကွယ်လာရာသူတို့၏ရှေ့တွင်ဖြူစွတ်နေသောမျက်နှာမှမျက်ကွင်းတို့သည်မဲနှက်နေပြီးရေများဆက်ဆက်ချနေသောအဝတ်အစားနှင့်တရေကိုပြုံးသည်သူတို့အားပြုံးပြပြီးကြည်နေလျာအမလေးမင်းကလည်းလမ်းလိုက်တာကွာပြုံးနေနဲ့ခက်တီတီနေမင်းပြုံးတာကြီးကကြောက်စရာကြီးအေးဟုတ်ပါကွာငါတော့လက်သွားတယ်သူအားမြင်မြင်ချင်းအပြစ်ဆိုလိုက်သောပေတူနှင့်သားအေးကြောင့်တရေကိုပြုံးသည်သူ၏မျက်နှာကိုတီလိုက်ပြီးအေးပါကွာမင်းတို့ကတွေ့ရတဲ့အပြစ်ကတန်းပြောတာပဲဟုတ်ပါမင်းတို့ကောင်တွေကလည်းသူကစင်မကောင်းဖြစ်နေတဲ့ကြားတဲ့မင်းတို့ကိုပြုံးပြတာလေအေးပါကွာငါတို့မှားပါတယ်ကွာပေတူနဲ့သားအေးသည်မမိုးထင်တဲ့တရေကိုပြုံးအားသူတို့မှားကြောင်ပြောလိုက်တယ်ထို့နောက်မမိုးထင်သည်တရေကိုပြုံးကိုကြည့်ကကိုပြုံးမင်းဘယ်လိုလုပ်မယ်စဉ်းစားထားလဲရွာထိပ်ကအဖိုးကတော့ငါ့ကိုနောက်ထပ်ဒီမှာနည်းနည်းနေလို့ရတယ်လို့ပြောတယ်ကွမင်းပြောတဲ့အဖိုးဆိုတာဘာလို့လဲကွအင်ကြီးလည်းအဖြူပစိုးလည်းအဖြူကွခေါင်းမလည်းခေါင်းပေါက်အဖြူပေါင်းထားတယ်ငါဆိုသူ့နာသိမကဲရဲဘူးအယောင်တွေကတစ်ချက်ထွက်လာလို့လေဟုတ်လားတို့ရမှာအဲ့လိုမျိုးအဖိုးကိုမတွေ့ဘူးနော်ငါလည်းသိမှမြင်ရတာဟာမင်းတို့မြင်ချင်ရင်သိကြည့်ပါလားဘာမိုးထင်တို့သည်တရေကိုပြုံးစကားကြောင့်အနောက်သို့ခြေတလန်းမြဆုပ်လိုက်ကြလိတော့တယ်ထိုအချင်းရကိုသတိထားပြီးတော့တရေကိုပြုံးမှာစတာပါကွာမင်းတို့ကလည်းတီမာကြောက်နေသေးတယ်ငါလုပ်ချင်တာတွေရှိတယ်မင်းတို့ကူညီပေးပါလားအဖိုးကငါကိုစိုးသွတ်ပေးပြီးရဲ့နေ့ပြီးရင်ဆိုလားပါလားသူနောက်လိုက်ခဲ့ရမယ်တဲ့ကွအဲ့ဒါငါမသွားခင်ငါလုပ်ချင်တာလေးတွေမင်းတို့ကူညီပေးလုပ်ပေးပါလားအေးပါကူပြုံးရလုပ်ပေးပါမယ်လူတွေတက်တာတွေဘာတွေတော့မလုပ်ရဘူးဟက်ကောင်ပေတူရငါရွာသားတွေကိုတတ်ပါမလားဟာပြီးရပဲပဒက်ဖန်ကတော့တင်းချိုင်းကိုပဲလာခဲ့ရမှာလားအေးဟိုကောင်တွေတကောင်ကိုအရင်ခေါ်ပေးရမယ်ဘယ်သူတွေလဲအောင်တန်းနဲ့မောင်မြင့်ကိုလေအဲ့ကောင်တွေမင်းသိသွားတာသူတို့ကြောင့်ဆိုပြီးထမင်းတောင်မစားဘူးကိုနေနေတယ်ကွငါသိတယ်အဲ့ကောင်တွေတယောက်အနာငါရောက်ပြီးပြီငါတို့ကိုစကားပြောပေမဲ့ငါပြောတာမကြားရဘူးကွအဲ့ဒါမနဲ့ဖန်ဒီကိုခေါ်ပြီးဘိုးချေကငါ့ကိုသူတို့မြင်တိုင်းအောင်လုပ်ပေးပါကွာနော်စိတ်ချပါတကယ်ချင်းရငါလုပ်ပေးပါမယ်အဲ့ဒါဆိုလဲငါတို့သွားတော့မယ်ဒါနဲ့မင်းကညဘယ်မှာအိမ်မှာလဲအေးရအောင်ငါတက်မိုးချုပ်တယ်ဆိုတာမရှိဘူးအချိန်တိုင်းရှင်းရှင်းလင်းလင်းမြင်နေရတာရွာထဲကိုသိမသွားရဘူးအချို့အချိန်တွေသွားရင်ခွေးကမတရားဟောင်းတာကွအေးဟုတ်လားအဲ့ဒါဆိုမင်းကညဘက်လာတာဖြစ်မယ်ညလာနေလားမသိပါဘူးကွာထို့နောက်မမိုးချင်တို့သည်တရေကိုပြုံးကိုနှုတ်ဆက်ကရွာထဲသို့ပြန်ဝင်သွားကြပါလိတော့တယ်မမိုးချင်တို့ ၃ ယောက်သည်အောင်တန်းမောင်မြင့်တို့အားမရမကခေါ်ထုတ်လာခဲ့တယ်လယ်တွင်တော့အောင်တန်းနဲ့မောင်မြင့်သည်သူတို့ခန်းစားနေရသည်များကိုမမိုးချင်တို့အားတလန်းလုံးရင်ဖွင့်လာကြတယ်ငါကိုပြုံးကိုတီချတားရမှာကိုပြုံးတီရတာငါကြောင့်မင်းကြောင့်မဟုတ်ဘူးငါကြောင့်ဒီကောင်ကိုကစွန်ရွက်ခုသွားရအောင်ဆိုပြီးငါမခေါ်ရင်ဒီကောင်ဒီလိုဖြစ်မှာမဟုတ်ဘူးမမိုးချင်တို့သည်အောင်တန်းနဲ့မောင်မြင့်ပြောသောစကားများကိုနားထောင်ရင်းတင်ချိုင်နာမှရှိသောပြင်မပင်ကြီးအနာသို့ရောက်လာတယ်မမိုးချင်သည်ပြင်မပင်ကြီးအရေအောက်တင်မတ်တက်ရလိုက်ကြပြီးအောင်တန်းနဲ့မောင်မြင့်အောင်သူ၏ချင်းမုံစာကိုမှန်တမ်းရွတ်ပြီးအောင်တန်းနဲ့မောင်မြင့်၏မျက်လုံးများကိုကွင်းမိလိုက်သည်ထို့နောက်မမိုးချင်သည်တင်ချိုင်ဘက်လက်ညှိုးထိုးပြလိုက်ပြီးဟဲ့ကောင်နေဟောဟုကဘာလို့လဲတေးချကြည့်မမိုးချင်လက်ညှိုးညွှန်ရသို့အောင်တန်းနဲ့မောင်မြင့်ကြည့်လိုက်ကြတယ်သူတို့ဤမြင်ကွင်းနဲ့တော့တရဲကိုပြုံးသည်သူတို့နဲ့အတူကစွန်ရွက်သွားခုစင်ကပစိုးနဲ့အင်ကြီးကိုဝတ်ထားပြီးတကူလုံးရေများရှဲဆိုနေတယ်ကိုပြုံးသည်သူ့အားကြည့်နေသောမောင်မိုးတင်တို့အနာလမ်းလျှောက်လိုက်ရာအောင်တန်းနဲ့မောင်မြင့်ကြောင်လန့်နေလေတယ်ထိုအခါမောင်မိုးတင်နဲ့ပေတူသည်သူတို့ဤပခုံးများကိုဖတ်လိုက်ပြီးဟဲ့ကောင်နေကိုပြုံးကတို့တငယ်ချင်းလေတည်သွားလို့အခြားဘဝရောက်သွားတာကြောက်စရာမလိုဘူးသတိထားစမ်းပါမင်းတို့ကဒီလိုတွေကြောက်လန့်နေရင်ဟိုကောင်ကိုပြုံးစိတ်မကောင်းဖြစ်နေလိမ့်မယ်ကွမောင်မိုးထင်ဤစကားကြားမှာအောင်တန်းနဲ့မောင်မြင့်ဤကြောက်စိတ်များပြေရောလာကသူတို့ဤတငယ်ချင်းဖြစ်သူကိုပြုံးအားကြည့်လိုက်ကြတယ်ကိုပြုံးသည်အရေးပမာပြောင်းလိုက်ပေါ်လိုက်နဲ့ပေတူဤမျက်နှာနဲ့တထွားမြအကွာတွင်ပြန်ပေါ်လာရာဟာမမေကြီးတော့လန့်လိုက်တာကွာဒီလောက်နီးနီးလေးမှပြန်ပေါ်လာရလားဟာအရှိန်လွန်သွားလို့ပါပေတူရငါလည်းဒီလိုလေးလှုပ်တက်ခါစားဆိုတော့စမ်းလို့ရင်မင်းမျက်နှာကြီးနာကတ်သွားတာပါ
ကတ်ချင်လို့မဟုတ်ပါဘူးကတ်ချင်စရာရုပ်ကြီးလည်းမဟုတ်ပါဘူးဒီကောင်ကိုပြုံးတရေပါဝနေတယ်အောင်တန်းနဲ့မောင်မြင့်သည်တရေကိုပြုံးဤစကားပြောသည့်ဟန်ကိုမြင်ရသောအခါကြောက်စိတ်ကင်းမဲ့ပြီးပြေးဖက်လိုက်တယ်ပြေးဖက်ပေမဲ့ကိုပြုံးအားထိက၍မရပေထို့နောက်အောင်တန်းသည်တရေကိုပြုံးကိုကြည့်ကကိုပြုံးငါမင်းကိုရေထဲဆင်းပြီးမကဲနိုင်ဘူးငါတောင်းပန်ပါတယ်ကွာငါမင်းကိုရေထဲမဆင်းဖို့မရမကတားရမှာငါမတားနိုင်ဘူးကွာမင်းနဲ့မဆိုင်ပါဘူးကွာရေရီတက်လာတော့မင်းဆိုတာငါတိတိကြီးနဲ့ထင်းတုံးကိုလိုချင်စောနဲ့ဆက်လိုက်တာမင်းတားနေတာငါကြားပါတယ်ငါပြင်းနေငါပါကွာငါကထင်းတုံးကိုမြင်တော့စောင်းတင်ရောက်ရင်ထင်းတုံးကိုငါမေမီးလုံပို့တက်ပဲတွေးလိုက်မိတာကွာကျန်တာငါမတွေးခဲ့ဘူးအောင်တန်းစကားပြောပြီးရဲ့နောက်မောင်မြင့်သည်ကိုပြုံးအားစိတ်မကောင်းစွာနဲ့စကားဆိုလိုက်တယ်အဓိကတရခန်ကငါပါကွာငါသာမင်းအိမ်ကိုလာပြီးကစွန်ရက်ခုဖို့မခေါ်ရင်မင်းဒီလိုဖြစ်မှာမဟုတ်ဘူးငါမကောင်းတာငါကြောင့်မောင်မြင့်သည်ပျော်ပျော်ဆူဆူသူဤလက်နှင့်သူဤပါအားပြန်ရိုက်နေလျာမောင်မိုးထင်တို့ဆွဲထားရတယ်တရဲကိုပြုံးသည်မောင်မြင့်ကိုကြည့်ကမောင်မြင့်မင်းနဲ့မဆိုင်ပါဘူးကွာအဲ့လိုတွေမတွေးပါနဲ့အရင်ကတည်းကငါတို့မင်းတို့ဆိုတာသွားတူတူလာတူတူတွေလေငါကိုစိတ်မကောင်းဖြစ်အောင်မလုပ်ပါနဲ့ကွာဘသူအပြင်းမှမဟုတ်ပါဘူးအဲ့ဒါတွေထားလိုက်ပါအခုငါ့ကိုကူညီကြပါအောင်ကွာပြောတငယ်ချင်းငါတို့ဘာတွေကူညီရမလဲငါမေအတွက်ကြံမြင့်ကောက်ပေးပါကွာငါမေကစောင်းနေဆိုသူများတွေထက်ပိုချမ်းတတ်တယ်ငါမရှိရင်သူအတွက်ဘသူမှကြံမြင့်ကောက်ပေးမှာမဟုတ်ဘူးငါမေချမ်းမီတုံနေမှာကွာငါ့ကိုကူညီပါစိတ်ချပါတငယ်ချင်းရကြံမြင့်တင်မကဘူးခတ်ချင်း6တီပါရှာပြီးမေမင်းစိတ်ချလဲချသားနေကြားလားမင်းတို့တကယ်ပြောတာနော်တကယ်ပါကွာမင်းကလည်းငါမေတမင်ကောစားရလားမသိပါဘူးကွာငါအိမ်သွားရင်အမေကငါ့ကိုမြင်ရတယ်ကွလူတွေကငါ့ကိုအမေမြင်နေရကိုစိတ်မနှက်လို့ပြောတယ်ပဲထင်နေတာတရဲကိုပြောစကားဆုံးတော့ခါပေးတူသည်မင်းမေအတွက်ဘာမှမပူနဲ့ငါဘာနဲ့အမကမင်းမေအတွက်ထမင်းစားချိန်အမြဲသွားပို့ပေးမယ်လို့ပြောတယ်မင်းနဲ့ငါနဲ့ကအင်းချင်းကလျက်ကိုဘာကြီးနဲ့ကြီးတော့ကိုကျေးဇူးတင်ပါတယ်ကွာဟိုးကလေးကမင်းဘာနဲ့အမေကငါအမေကိုထမင်းကျွေးနေကြဆိုတာငါသိပါတယ်ငါအမေကမြေပဲဆိုသိကြိုက်တာကွမင်းတို့ငါအမေကိုမြေပဲလေးမပြတ်ပေးပါကွာနော်ကိုပြုံးမင်းဘာမှမပူနဲ့လေးကြီးမတင်ကိုငါတို့တရွာလုံးချစ်ပါတယ်ကွာစိတ်ချငါပို့ပေးမယ်ပေးစရာမရှိရင်ကိုဖိုးချွေးကွက်ထဲကခိုးပေးမယ်ကြားလားဟာခိုးပြီးတော့ငါအမေကိုမကြွေးပါနဲ့ကွာဘာဖြစ်လို့လဲဟာငါကသဘောပြောတာပါမင်းကရွာဦးเจ้าကဖုန်ကြီးပြောတဲ့တီလာတွေဘာတွေတောင်တေမသိနေရလားမဟုတ်ပါဘူးကွာခိုးထားတဲ့မြေပဲတွေဆိုတော့အဆန်မထွင်းရသေးတော့ငါမေပင်ပန်းနေမှာစိုးလို့ပါကွာတရဲကိုပြုံးစကားကြားတော့ခါမမိုးထင်တို့အားလုံးတရဲကိုပြုံးအားစူဆိုင်ကြည့်နေလေရာတရဲကိုပြုံးဟိုလူကြည့်ရမလို့ဒီလူကြည့်ရမလို့နဲ့အနေခံနေပါလေတော့တယ်ကျလမိုင်းခင်အားဖြတ်ပြီးပင်သစ်ဆိုင်ရန်ထဲရီထိုးနေသောကြံခင်းနေရာတွင်မမိုးထင်တို့စပါးထဲသောတင်တောင်များအိမ်များကိုယူပြီးကြံမြင့်လိုက်ကောင်းနေကြတယ်တော်ကြောင်ကြီးများဆိုသောဒေသမှုဆောင်းတွင်သည်ကခိုက်ခိုက်တုံအောင်ချက်အေးတယ်ထို့ချမ်းတန်ကိုကာကွယ်ရန်မီးလုံကြရာအိမ်တော်များများမှာထဲအစားကြံမြင့်အားမီးဆိုင်ပြီးမီးလုံကြတယ်ယခုမမိုးထင်တို့ဖွဲ့ကြံမြင့်ကောင်းနေကြတယ်နေမြင့်သည်နဲ့ရွာထဲမှကလေးများအပြိုပေါလေးများနဲ့လူပြိုပေါလေးများရောက်လာကြတော့မည်ဖြစ်တယ်ထို့ထဲတွင်တော့တာရာနှင့်ဖိုးထေးထိတ်ဆုံးကားဖြစ်တယ်မိကျော်နဲ့လာရင်တို့ကြံမြင့်ကောင်းမည်ဖြစ်၍တကောက်သားနေရာမှာမိကျော်နဲ့လာရင်အားကြံမြင့်ကောက်ကူမည်ဖြစ်တယ်မမိုးထင်တို့သည်ကြံခင်းထဲတွင်အစောဆုံးရောက်ပြီးကြံမြင့်ကောင်းနေကြတယ်လူသား9ယောက်နဲ့တရေတကောင်ကြံမြင့်ကောင်းနေသည်ကိုတာမန်လူများဖို့လူသားများကိုသာမြင်နိုင်ပေမယ့်မမိုးထင်တို့9ယောက်သည်ကတရေကိုပြုံးကိုမြင်နေရတယ်ဟဲ့ကောင်တွေခဏနေလူတွေလာတော့မှအေးဘာဖြစ်တော့လာတော့ဘာဖြစ်ရမလဲအဲ့ထက်ကဦးညိုကြီးကကြီးကောင်ကြီးမနဲ့ကြံမြင့်လူကောင်မငါသိတယ်မမိုးထင်ပြောစကားအားတရေကိုပြုံးမနားထောင်ရင်မမိုးထင်ကိုကြီးကဘိုးထင်မပြန်သေးပါနဲ့အောင်ကွာငါရွာကလူတွေကိုနှုတ်ဆက်ခြင်းနဲ့ရွာကလူတွေကိုဘလို့နှုတ်ဆက်မှလဲကိုပြုံးရကိုဖိုးထွင်းနဲ့ကိုသားရပြီးတော့ဦးညိုကြီးကိုနှုတ်ဆက်ခြင်းလို့ပါဒါဆိုလဲမင်းသဘောပဲခဏနေလာတော့မှငါတို့ကောက်ထားတဲ့ကြံမြစ်တွေမင်းအကုန်ပို့ပေးမယ်အေးပါကွာ
မောင်မိုးထင်တို့ဖွဲ့စကားတပြောပြောနဲ့ကြက်မြင့်များကိုဆက်ကောက်နေကြပါလိတော့တယ်ကလေးများတတိုက်ကြံထဲရေးပြန်တို့ချီတက်လာကြတယ်ထိုကလေးများဤနောက်တွင်တော့မိကျော်နဲ့လာရင်တို့အပြိုပေါက်လေးများအဖွဲ့ဖြစ်တယ်ထိုအပြိုပေါက်လေးများဤဘေးတွင်တော့တာရနှင့်ဖိုးထေပြုံးပြုံးနှင့်ပါလာတယ်ပြုံးနေသောဖိုးထေအားသူဤညီမဝမ်းခွဲဖြစ်သူမိတမ်းမှာမကြည်မနှက်စကားဆိုလိတယ်မနေ့ကပါကြီးကကြက်မြင့်သွားကောက်ခိုင်းတော့တေပူတလေးပါသည်နဲ့ခုမှဘာလို့လိုက်လာတာလဲပါကြီးနဲ့အကြီးကိုတိုက်မယ်ဟဲ့မိသက်နင်စကားများတာပဲဖဲဆန်းမိကျော်ဘေးကဖိုးထေသည်သူမဤညီမဝမ်းခွဲဤလက်ကိုဆွဲပြီးပေးပိုးလိုက်ကမိကျော်အနာကက်လိုက်တယ်မိကျော်ကြက်မြင့်ရမှာမပူနဲ့ငါတယောက်လုံးရှိတယ်မပူပါဘူးငါဦးလေးဦးညို့ကြီးပါတယ်ပြင်လာဟုတ်ပါဒီလူကြီးကကလေးတွေကြားတဲ့ဘာဝင်ရှုပ်တာလဲဖိုးထေညီညွရင်မိကျော်ဦးလေးညိုကြီးကိုကြည့်လိုက်တယ်ကလေးများကြားထဲမှာတယောက်တည်းမမမမနဲ့ကြက်မြင့်လူကောက်ရန်ကြံနေတော့လူကြီးမှာညိုကြီးဖြစ်တယ်ဖိုးထေထိုလူကြီးကိုကြည့်၍စိတ်မသက်မသာဖြစ်နေတာကိုသိတော့တာရမဟဲ့ကောင်ဘာမှစိတ်မပူနဲ့မိကျော်ဦးလေးဦးညိုကြီးကကြက်မြင့်ကောက်ဖို့လောက်ပဲစိတ်ရှိတာတူတူမှဘဲခွေးဟောင်ဟောင်စိတ်ပူတာမဟုတ်ဘူးဟဲ့ကောင်တာရမင်းဘာစကားပြောတာလဲဘဲခွေးဟောင်ဟောင်ဆိုတာလေမင်းကိုခွေးလို့ပြောတာမဟုတ်ပါဘူးကွာခွေးကခွေးလို့ပြောရင်နားမလားငါကမင်းကိုခွေးလို့ပြောရင်မင်းနာတယ်လေမင်းသာခွေးဆိုအခုလိုခွေးလို့မပြောဘဲခွေးလို့အပြောခဲ့ရတယ်လို့ဘဲခွေးမှထင်မှာတော်စမ်းမင်းစာပြောတာနဲ့ခါဟောင်းတာဟောင်းချတဲ့စိတ်ပေါ်လာပြီကမတားပါဘူးမင်းသဘောပါမင်းတော့ဘိုးတင်တို့မရှိလို့တတ်တာတယ်မက်ဘာမရှိရမှာလဲဟိုကောင်တွေကချက်မြင့်တောင်ကောက်ပြီးသွားပြီတော်တော်ဝိရိယရှိတဲ့ကောင်တွေကွာတာရပြောပြီးလက်ညှိုးညွှန်ရသို့ကြည်လိုက်ရာမဘိုးထင်တို့ဖွဲ့သည်ဖိုးထွေတို့အားလက်ပြန်ပြ၍ပြုံးရည်ပြနေပါလေရော်တယ်။မောင်ဘိုးထင်တို့နဲ့အတူတူရှိနေသောတရေကိုပြုံးကမောင်ဘိုးထင်တို့အားကြည့်ကဟဲ့ကောင်တွေငါစချင်တဲ့လူတွေကိုစလိုက်အောင်မယ်နှုတ်ဆက်တဲ့သဘောပေါ့ပြီးရင်ငါတို့အိမ်သွားကြတာပေါ့အေးပါကွာမင်းသဘောပဲတရေကိုပြုံးသည်သူဤထုံစံတိုင်းပေါ်လိုက်ပြောင်းလိုက်နေကလေးများနဲ့ကြက်မြင့်ကောင်တွေတော့ဥညိုကြီးနာရောက်သွားတယ်မမိုးထင်တို့သာမြင်နိုင်စွမ်းသောတရေကိုပြုံးအားကြံသောသူများမြည်သူများမမြင်နိုင်ပြီကိုပြုံးသည်ကြက်မြင့်လူကောင်းနေသောညိုကြီးနောက်တွင်ကလိုက်ပြီးဥညိုကြီးသည်ကလေးများနှင့်အတူစကားတပြောပြောနှင့်ကြက်မြင့်ရှာနေလေတယ်ဟေးဟိုမှာမြင့်စုံကြီးဟာနင်ကအော်နေဟိုမှာဥညိုကြီးကရောက်သွားပြီဟုတ်ပါသူတို့အိမ်ကကြက်မြင့်ကောထားเสียရှိသေးလားမသိဘူးဒီဆောင်တွင်လုံးကုန်မတော့မဟုတ်ဘူးကိုဥညိုကြီးကသူ့အိမ်မိနစ်တိုင်းမလို့ကြက်မြင့်စုနေရနေမှာပေါ့ဟက်ကလေးတွေဘာမှမနာလို့ဖြစ်မနေနဲ့ဒီကြံခင်းကွက်ကငါ့ကိုကွက်နင်တို့ကိုတနာလို့ကြက်မြင့်ကောက်ခွင့်ပေးထားတာအိုးဘသူကွက်ပဲဖြစ်ဖြစ်အကုန်ကောက်လို့ရတာကိုခုမှလာပြီးပြောနေရဲ့ညိုကြီးကလေးများနဲ့စကားများနေစဉ်ရုတ်တရက်ဟဲ့ဥညိုကြီးထကနေရဲ့ဟေးဟဲ့ကလေးတွေငါ့ကိုခမတို့နဲ့ငါရောင်တက်တယ်ဟာဘသူမှမတို့ပါဘူးဥညိုကြီးတိုင်းကနေပြီးတော့ဝဲလာကြီးတော်နဲ့ငါနဲ့ညာကလေးတယောက်ဖွာရတဲ့ကလေးနာမည်ပေးပူတူတူလေးဥညိုကြီးကျမကြီးတော်ကိုဘာပြောတာလဲဥညိုကြီးကိုကျမကြီးတော်နဲ့တိုင်မျောမယ်ဟဲ့မဲလာငါ့ကိုခါတုတ်လို့ရောင်သွားတာပါနင်ကြီးတော်ကြီးကိုငါမလို့ချင်းမဲလာကြီးတော်တော်တဲ့သွားရုပ်ကစိုးနဲ့ညာအပပဥညိုကြီးသူနဲ့ညာလို့အားမရဘူးရုပ်ကစိုးနဲ့တောင်ပေးစားနေတယ်ဟိမဲလာကြီးတော်စွန်းတာပဲဥညိုကြီးအခုသွားတိုင်မယ်ကလေးတယောက်မွေးခိုင်းရုံတင်မကတော့ဘူးရုပ်ကစိုးကြီးနဲ့တောင်ပေးစားနေတယ်ဥညိုကြီးအိမ်ကိုလွတ်ပြီးလာဆဲခိုင်းမယ်မဲလာသည်စိတ်ဆိုးတော်သားထွက်ကကြံမြင့်ပင်မကောက်တော့ပဲရွာထဲပြန်ပြေးလေတယ်တရေကိုပြုံးသည်ထိုအချင်းရာကိုကြည့်ပြီးသဘောကျနေကရီမောနေရင်ဖိုးထေအားကြည့်လိုက်တယ်ဖိုးထေသည်ကြံမြင့်လေးကောက်လိုက်မိကျော်အိတ်ထဲထည့်ပေးလိုက်စကားပြောလိုက်ပြန်သွားလိုက်နဲ့အတော်ကိုဟန်ချနေတယ်တရေကိုပြုံးသည်ဖိုးထေနဲ့မိကျော်ကိုကြည့်ကတစ်ချက်ပြုံးလိုက်ပြီးသူတို့နေရအနာသို့ပေါ်လိုက်ပြောင်းလိုက်နဲ့ရောက်သွားပြန်တယ်ထိုပေါ်လိုက်ပြောင်းလိုက်သည်ကိုတော့မောင်မိုးထင်တို့သာမြင်နိုင်ပေတယ်အခြားသူများမမြင်နိုင်ပေဖိုးထေသည်ကြံမြင့်လေးများကိုကင်ပြီးမိကျော်အနာလာကမိကျော်အိတ်ဖြဲမသားနင်ကဟိုဘာစကားပြောတာလဲလူကြီးသားတွေဘာတွေနားမလဲဘူးပါရှစ်စိတ်ကွဲသွားမယ်ဟာဘာတွေတွေးနေရလဲနင်ကင်ထားတဲ့ကြံမြင့်ထည့်ထားတဲ့အိတ်ကိုဖြဲလို့ပြောတာငါလက်ထက်ကကြံမြင့်တွေမမြင်ဘူးလားအော်အေး
မိကျော်အာတုံအာနာနှင့်ကြံမြင့်ထဲထားသောအေးပါဝါကိုဖျက်ပေးလိုက်တယ်။ဖိုးထေးသည်ကြံမြင့်များကိုထဲကအနောက်သို့ပြန်လဲပြီးကြံမြင့်ကောက်ရန်ထွက်သွားချိန်မိကျော်သည်ကြံမြင့်များထဲထားသောအိမ်မှပြိကာနေပြီးမို့ARUP ဆောင်လိုက်၍အနေငယ်ကိုမကုန်းသွားစဉ်သူ၏တင်ပအောင်လက်ဖြင့်ကုန်းလိုက်သည့်အတွက်အနောက်ကိုပြန်လဲကြည့်လိုက်ရာသူနှင့်မလန်မကန့်မှဖိုးထေးသူအားပြုံးပြနေတယ်။မိကျော်သည်အနားတွင်ရှိသောထရေးပြင်ထဲမှမြေကြီးခဲနှင့်ဖိုးထေးကိုပေါလိုက်ရာဖိုးထေးနားမလည်ဟန်ဖြင့်ငါဘာလို့လို့လဲဟာတေးချင်းဆိုကာလနာမွေပွေးကိုက်ကြောင်ကြိုကြောင်ကြားဇရက်ကြိုဇရက်ကြားမှနေပြီးတောင်းဆနေတဲ့တောင်းစားခွက်ပြောက်ငါတင်မလာကိုင်းတဲ့အစိမ့်သည်နေတော်တော်ဖြစ်နေရင်နင့်ဖေကိုမိမတောင်းခိုင်းပါလားငါလိုအပြိုနုနုထွတ်ထွတ်လေးကိုလာကိုင်းရဲတယ်ငါနင့်ကိုအပြေပြန်ပေးဖို့နောက်ဆုတ်လိုက်ပြီးအခုတော့ဒီလောက်တရမ်းနေရင်နင့်ကိုအပြေပေးလိုက်လို့ကတော့ငါကုန်ပြုတ်ထွက်ကုန်ပါတေးနာလေးနင့်ကိုတနာလို့မအော်ရနော်ငါအော်လိုက်ရင်ငါလင်ရမှာမို့ပဲငါဘာမှမလုပ်ဘူးလေဟာငါတိုင်းကကြက်မြစ်သွားကောက်မလို့လေဒီနောက်မှာနင်းနဲ့ငါနှစ်ယောက်တည်းရှိတာနင်မကရင်ဘယ်တီနာကြကကိုင်မလဲအဲ့ဒါတော့မသိဘူးလေဟာတော်စံငါပြန်မယ်ဖိုးထွေသည်ခေါင်းကိုကိုလိုသားနားမလဲဟန်ဖြစ်ပြီးသူအားကြောပေးပြီးထွက်သွားသောမိကျော်ကိုကြီးကတိုးတိုးနဲ့တယောက်တည်းရေရွတ်နေပါလိတော့တယ်ဒီလိုမှန်းသိတကယ်ကင်လိုက်ပါရဲကွာဘာမှလည်းမကင်ရဘဲနဲ့အချောင်ဆဲခင်ရတဲ့တော့တရေကိုပြုံးသည်ဖိုးထွေတယောက်တည်းစကားပြောနေသည်ကိုကြည့်ရင်မျက်လုံးပင်ပြူသွားရပါတယ်ထို့နောက်တာရအနာသွားကတာရအားဆောက်တွန်းလိုက်စဉ်တာရ၏အရှိမရှိသောလိုက်ရင်ဤနဖူအားတာရနမ်းမိသွား၏ထိုခါလိုက်ရင်သည်ရှက်ပြုံးလေးပြုံးကောင်ဟာတာရကလည်းဟာဘာရီလာလို့နေရလဲသူများတွေမြင်ရှက်စရာကြီးဘာမှန်းလည်းမသိဘူးလိုက်ရင်သည်ရှက်ရှက်နဲ့ကောက်ထားသောကြံမြင့်ဖြင့်တာရအားကင်ပေါက်ကောင်နောက်သို့လဲပြီးထွက်ပြေးသွားလေတယ်တာရသည်လည်းလှရင်ပေါက်လိုက်သောကြံမြင့်ရင်ဘတ်မှန်ကထရေးပြင်းထဲပလန်လန်လဲကြကနေပါလေတော့တယ်။မမိုးထင်တို့သည်တရဲကိုပြုံးနေတူသူ၏နေအိမ်သို့ကြံမြင့်များသွားပို့နေလေတယ်။မမိုးထင်တို့သည်ကြံမြင့်များကိုချပြီးကိုပြုံး၏မိခင်အားလှမ်းခေါ်လိုက်ကြတယ်။လေးမတဲ့ဖြိုးလေးမတဲ့ဘသူရဲတော့ကျုပ်ဘိုးထင်ပါဒီမလေးကြီးမီးလို့ဖို့ကြံမြင့်လာပို့တာဟုတ်လားအေးကားလာပြီမာတင်သည်အိမ်လေးပေါ်မှာဆင်လာပြီးဘိုးတင်တို့ကိုတွေ့သောအခါပြုံးရည်ပြီးခုတလောရွာကလူတွေကငါ့ကိုအကုန်ပေးနေကြတယ်ဆန်တွေကစီတွေက အများကြီးပဲဟိုဘက်အိမ်ကပေတူးအမေဆိုငါ့ကိုဟင်းချက်တာတွေတောင်လာပြနေတာငါကချက်တက်ပါတယ်ကိုပြုံးကသူချက်မဲဆိုလို့ချက်ကိုင်းထားတာဟုတ်လားအေးမနေ့ဖန်ရွာလူကြီးကကိုပြုံးစွန်းသွတ်ဆိုလာလို့ဖို့ဆန်တွေကပကျန်6တွေကလာပေးသွားတယ်မနေ့ဖန်မှပြန်လာမယ်လို့လည်းပြောသွားတယ်ကိုပြုံးလည်းဘယ်ရောက်နေလဲမသိပါဘူးသူ့အတွက်လာပေးတာကိုထို့နောက်တရေကိုပြုံးသည်မဘိုးတင်တို့နောက်မှထလာရာမတင်မှမြင်သောအခါကိုပြုံးနေဘယ်ရီသွားနေရလဲဟဲ့ညာရီဆိုငါတယောက်တည်းနေပုံစံကလည်းဘာဖြစ်နေရလဲရေထဲစင်တာများလို့လားနင်ချမ်းနေရင်အဝတ်စားလေးလိုက်လေကျုပ်မချမ်းမအောင်မေကျုပ်အမေအတွက်ငှက်လိုက်ပြင်းမလို့အဲ့ဒါတောထဲသွားရမှာသွားလေသွားခါတော့ရအောင်ပြင်တော့ငါကခါသားအရန်ကြိုက်တာအင်းမမေကျုပ်ကအကြာကြီးသွားမှာကျုပ်မရှိတော့လိုအပ်တာရှိရင်ဘိုးထင်တို့ကိုပြောနော်အမေဘိုးထင်တို့လှုပ်ပေးလိုက်မယ်အကြာကြီးဆိုမသွားတယ်လေဟာငါနေမရှိပဲမနေတတ်ဘူးလေကျုပ်မသွားလို့မရအောင်မေမသွားနဲ့တော့ငါခါသားလည်းမစားချင်တော့ဘူးနော်မသွားပါနဲ့ဟာအမေကျုပ်ပြောတာနားထောင်အမေလူရာရှိရင်ကျုပ်တငယ်ချင်းတွေကိုပြောကျုပ်သွားတော့မယ်အမေတရေကိုပြုံးသည်မမိုးတင်တို့လူစုတဲ့တဝင်းကပြောက်ကွဲသွားတယ်မတင်တီကသူဤသားဖြစ်သူသွားသည့်ဘက်ကိုကြည့်ကကိုပြုံးဘယ်သွားမှလဲနေမရှိရင်ဘသူကငါ့ကိုထမင်းကျွေးမှလဲအခြားလူတွေကျွေးရင်ငါမစားဘူးနော်ကိုပြုံးညရောက်ရင်ပြန်လာနော်မတင်သည်စကားပြောနေရင်ရီမောနေတယ်ယခုသူမရီမောနေသောမျက်နှာမှမျက်ဝန်းတွင်တော့မျက်ရည်စားများခို့တွဲ၍ပါနေပါလေတော့တယ်ကိုပြုံးတက်ရည်စုပြီးလို့သောစွန်းသွတ်သည်အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်တယ်စွန်းသွတ်တွင်သူ၏မိခင်မတင်အားရွာသူရွာသားများမှဝိုင်းဝန်းကျူဆိုင်နေသည်ကိုမြင်သောအခါတရေကိုပြုံးသည်သူမေအတွက်စိတ်ချသွားပြီဖြစ်တယ်ယခုမူမိခင်ဖြစ်သူ၏ဘဝသည်သူရှိစင်ကားထက်ပိုအဆင်ပြေနေ၏သူ၏အမေအတွက်ရွာသူရွာသားများကိုအတော့ပင်ကျေးဇူးတင်မိတယ်
ယခုကိုပြုံးသည်မောင်ဘိုးထင်တို့အားနှုတ်ဆက်နေတယ်အရာအားလုံးတက်မင်းတို့ကိုကျေးဇူးတင်ပါတယ်ကွာရပါတယ်ကွာမင်းပဲသွားရမှလဲသိလားမသိဘူးအဖိုးကငါ့ကိုစောင့်နေတယ်ငါသွားရတော့မယ်ကွာအေးပါကွာမင်းကိုငါတို့အကုန်လုံးအမက်ရနေမှာပါတကယ်ချင်းရမောင်ဘိုးထင်တို့အားလဲပြပြီးတရေကိုပြုံးပြောင်းလိုက်ပေါ်လိုက်နဲ့သူတို့နာမထွက်သွားလေတယ်မောင်ဘိုးထင်သည်ကိုပြုံးထွက်သွားရပဲသူကြီးကကိုပြုံးနှင့်အတူတူရှိနေသောချိန်များကိုတွေ့ကဆွေနေစဉ်ရုတ်တရက်ကိုပြုံးသည်ပေါ်လိုက်ပြောင်းလိုက်နဲ့မောင်ဘိုးထင်၏မျက်နှာနှင့်ထီလူမတက်ပြန်ပေါ်လာရာမောင်ဘိုးထင်ကမန်းကတန်နောက်သို့ဆုပ်လိုက်ပြီးတရေကိုပြုံး၏မျက်နှာအားရိုက်ပါလီတော့တယ်အမလေးဟာဘိုးထင်မင်းရိုက်တာငါ့ကိုထီတယ်မင်းကငါ့ကိုနားအောင်လုပ်နိုင်တာပဲမတော်လို့ပါကွာမင်းကလည်းရုတ်တရက်ကြီးပေါ်လာတာဆိုတော့လန့်သွားတာပေါ့ကွာအေးပါကွာငါ့ကိုအဖိုးကပြန်လာပြောခိုင်းလို့ပြန်လာရတာပါကွာရွာကိုထုဆက်တဲ့ဓမြတွေလာလိမ့်မယ်တဲ့အဲ့ဒါလာပြောတာနားလိုက်တာကွာသွားပြီပြန်မလာတော့ဘူးငါကတရေဖြစ်ခါစားမို့လို့တရေလို့သွားလို့အရှိလေးလွန်တာပါရိုက်ခံရတယ်မတော်လို့ပါကွာလူကနေပေမဲ့ပညာကမနေတာပါကွာတရေကိုပြုံးသည်မောင်ဘိုးထင်ဤစကားကိုမကြည်မနှက်ကြည်ရင်ထွက်ခွာသွားပါလီတော့တယ်အောက်လန်ဘိုးထင်နဲ့တရေကိုပြုံးသည်ကဤများသောမကြမီအောက်လန်ဘိုးထင်နဲ့ထူဆန်းသောတပြားများအမိရသောဝိတုဇလန်လေးအားတင်ဆက်ပေးပါမယ်ရှင်